BC 40ခုနှစ် Alexandria မြို့တော်ကြီးဟာမီးရောင်စုံတွေနဲ့လင်းထိန်နေပါတယ်။အန်တိုနီဟာယောမရဲ့စစ်စီကန်းတွေကိုမေ့လျော့ပြီးကလီယိုပက်ထရာရဲ့ဘေးမှာအီဂျစ်ဝတ်စုံတွေကိုဝတ်ဆင်ကနေထိုင်နေပါတယ်။သူတို့နှစ်ယောက်ဟာကမ္ဘာမှာအပျော်ဆုံးအဆင့်အတန်းအမြင့်ဆုံးအဖွဲ့အစည်းတစ်ခုကိုတည်ထောင်ခဲ့ကြပြီးအဲ့ဒီအဖွဲ့ကို Inimitable Livers မနိုင်ရှင်နိုင်သောလူနေမှုအဖွဲ့အစည်းလို့အမည်ပေးခဲ့ကြပါတယ်။တခါမှာတော့ကလီယိုပက်ထရာနဲ့အန်တိုနီတို့ဟာဘသူကပိုပြီးဈေးကြီးတဲ့စားပွဲတော်ကိုတီခင်းနိုင်မလဲဆိုလားလောင်းကြီးထပ်ခဲ့ကြပါတယ်။အန်တိုနီကဟီလီယာအမဲပေါင်းများစွာနဲ့ခဲနားအောင်ပြင်ဆင်ခဲ့ပြီးမြဲကလီယိုပက်ထရာကတော့ပြုံးမြုံပဲပြုံးနေခဲ့ပါတယ်။ဒါဟာတာမန်မှမယ်။ကျမကတော့တနက်တဲနဲ့ငွေပေါင်း10တန်းတန်ဖိုးရှိတဲ့အစားအစာကိုစားပြမယ်လို့ကလီယိုပက်ထရာကစိန်ခေါ်လိုက်ပါတယ်။အားလုံးကမယုံကြည်နိုင်တဲ့နေတော့မှာပဲကလီယိုပက်ထရာဟာရှာဖွေရခက်တဲ့အလွန်ကြီးမားတဲ့တန်ဖိုးဖြစ်လို့မရတဲ့ပလဲလုံးကြီးတစ်လုံးကိုသူ့ရဲ့နောက်ထပ်ကနေဖြုတ်လိုက်ပါတယ်။အဲ့ဒီနောက်ပြင်းထန်တဲ့ရှာလကာရဲ့ခွက်ထဲကိုပလဲလုံးကြီးထည့်လိုက်ပါတယ်။ပလဲဟာအရေးပျော်သွားတဲ့အခါမှာတော့ကလီယိုပက်ထရာဟာအေးအေးဆေးဆေးပဲမော့တော့ပြလိုက်ပါတယ်။အန်တိုနီဟာဘီရင်မရဲ့ခန်းနာထဲပါမှုရှိမှထက်မှန်ကြီးအရှုံးပေးလိုက်ရပြန်ပါတယ်။ညဘက်ဒီမှာသူတို့နှစ်ယောက်ဟာတာမန်အရက်သားနေလို့ဝစ်စင်ပြီးအလက်ဇန်ဒရီးယားလမ်းမတွေပေါ်မှာရှောက်သွားလေရှိပါတယ်။အင်ရီရဲ့ပြည်ရင်းပေါက်တွေကိုခဲနဲ့ပေါက်ပြီးနောက်ပြောင်တာစင်းရဲသားတွေနဲ့အတူတောက်စားတာတွေလုံငင်းသူတို့ရဲ့အချစ်တွေကိုပုံမခိုင်ရဲစေခဲ့ပါတယ်။အန်တိုနီအတွက်တော့ကလီယိုပက်ထရာဟာဘယင်မတစ်ပါးတည်းမကပဲအမြဲတမ်းပျော်ရွှင်အောင်ထားနိုင်တဲ့တငယ်ချင်းတစ်ပါးလည်းဖြစ်နေပါတယ်။ဒါပေမဲ့ဒီပျော်ရွှင်မှုတွေရဲ့နောက်ွယ်မှာအမှောင်ရိပ်တစ်ခုကတဖြည်းဖြည်းနီးကပ်လာပါတယ်။အန်တိုနီဟာအီဂျစ်မှာအချိန်ဖြုံးနေတော့ယောမမှာရှိတဲ့သူ့ရဲ့တရားဝင်ဇနီးဟာအော်တေဗီယန်ရဲ့အမကကွယ်လွန်သွားခဲ့ပါတယ်။ယောမလွတ်တော်ကလည်းအန်တိုနီကိုပြန်လာဖို့အတင်းအချက်အမိန့်ပေးလာပါတယ်။အန်တိုနီဟာအီဂျစ်မှာကလီယိုပက်ထရာနဲ့ပျော်ပါနေတော့ယောမမြို့မှာတော့အော်တေဗီယန်ဟာအခွင့်အရေးကိုစောင့်နေခဲ့ပါတယ်။သူဟာယောမလူထုကိုစီယုံဖို့အတွက်ကလီယိုပက်ထရာကိုနိုင်ငံခြားကဆုံးမအန်တိုနီကိုပြုစားထားတဲ့မိမရုပ်လို့ဆွဆွဲပြီးဝါဒဖြန့်ခဲ့ပါတယ်။အထူးသဖြင့်အန်တိုနီကယောမရဲ့နေမီတွေကိုကလီယိုပက်ထရာရဲ့သားသမီးတွေကိုခွဲဝေပေးလိုက်တဲ့အခါမှာတော့ယောမသားတွေရဲ့ဒေါသဟာအထွတ်အထိပ်ကိုရောက်သွားပါတော့တယ်။အော်ဒေဗီယန်ဟာပါနတ်ပါတယ်။သူဟာအန်တိုနီကိုတိုက်ရိုက်စစ်မကြေညာပဲကလီယိုပက်ထရာကိုသာစစ်ကြေညာလိုက်ပါတယ်။ဒါဟာယောမပြည်တွင်စစ်လို့မထင်ရအောင်နိုင်ငံခြားကျူးကျော်သူကိုတိုက်ထုတ်တာဆိုတဲ့ပုံစံမျိုးဖန်တီးလိုက်တာပါ။အလက်ဇန်ဒရီးယားနန်းတော်ထဲမှာတော့အန်တိုနီနဲ့ကလီယိုပက်ထရာတို့ဟာဒီသတင်းကိုကြားလိုက်ရတဲ့အခါမှာအန်တိုနီဟာသူ့ရဲ့ယောမဂုဏ်သိက္ခာနဲ့ကလီယိုပက်ထရာရဲ့အချစ်ကြားမှာရွေးချယ်ခဲ့ရပါတယ်။နောက်ဆုံးမှာတော့သူဟာကလီယိုပက်ထရာဘက်ကနေရက်တီပြီးယောမကိုပြန်လဲတိုက်ခိုက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ကမ္ဘာအင်အားအကြီးဆုံးစစ်တပ်ကြီးနှစ်ခုဟာဂရိနိုင်ငံရဲ့နောက်ဘက်ကမ်းခြေမှာရှိတဲ့အက်တီယန်ပင်လယ်ပြင်မှာစုံတွေ့ကြပါသည်။ကဖတ်မှာအော်တေဗီယန်ရဲ့စီကန်ကြီးမှယောမရေးတပ်နောက်တစ်ဖက်မှာတော့အန်တိုနီနဲ့ကလီယိုပက်ထရာတို့ရဲ့ခန်းနာထဲဝါလဲပူပေါင်းတက်မလို့ကြီးပါဒီစစ်ပွဲဟာကမ္ဘာကြီးကိုဘသူအုပ်ချုပ်မလဲဆိုတာဆုံးဖြတ်မဲ့စစ်ပွဲပါပင်လယ်လွှမ်းတွေကြားမှာတင်းမောရာပေါင်းစွာကစစ်ပွဲဝင်ဖို့အသင့်ဖြစ်နေပါပြီဒါပေမဲ့စစ်ပွဲအရှိန်တက်နေတော့မှပဲကလီယိုပက်ထရာဟာလူတိုင်းမထင်မှတ်ထားတဲ့အပြုအမူတစ်ခုကိုလှုပ်ဆောင်လိုက်ပါတယ်BC 30ခုနှစ်စက်တင်ဘာလရဲ့နေ့တနေ့ဂရိနိုင်ငံ ATM ကန်လန်ပင်လယ်ပြင်ဟာတင်းဘောရာပေါင်းများစွာရဲ့တိုက်ခိုက်တံတွေမီးလောင်ကျွမ်းတံတွေနဲ့ဆူညံနေပါတယ်။တစ်ဖက်မှာအော်တေဗီယန်ရဲ့တွက်လက်တဲ့တင်းဘောငယ်လေးတွေနောက်တစ်ဖက်မှာတော့အန်တိုနီရဲ့ကြီးမားလေးလံတဲ့စစ်တင်းဘောကြီးတွေဟာသွေးကြောင်စီအောင်တိုက်ခိုက်နေကြပါတယ်။ကလီယိုပက်ထရာဟာသူ့ရဲ့ကိုပိုင်အီဂျစ်ရေးတက်တင်းဘောအစင်60နဲ့အတူစစ်မီလီရဲ့နောက်နားမှာအသင့်ဆောင်နေပါတယ်။စစ်ပွဲဟာဘသူနိုင်မယ်မသိရသေးတဲ့အချိန်မှာပဲရုတ်တရက်လေးချောင်းပြောင်းသွားပါတယ်။အဲ့ဒီအချိန်မှာကလီယိုပက်ထရာဟာလူတိုင်းကိုအံ့အားစေမဲ့ဆုံးဖြတ်ချက်တစ်ခုချလိုက်ပါတယ်။သူ့ရဲ့ခရောင်းရောင်ရွက်သေးတွေကိုခန့်တင်ခိုင်းပြီးစစ်မြေပြင်မှာနေအီဂျစ်ပြည်ဘက်ကိုဦးတီကရုတ်တရက်မောင်းထွက်သွားပါတော့တယ်။စစ်သူကြီးမာ့အန်တိုနီဟာသူ့ရဲ့စစ်သားတွေတေးကျေပျက်စီးနေတာကိုကြည့်နေရင်အဝေးကိုခွာသွားတဲ့ကလီယိုပက်ထရာရဲ့တင်ဘောကြီးကိုမြင်လိုက်ရတဲ့အခါမှာတော့သူ့ရဲ့စိတ်သက်တွေအပိုင်းပိုင်းအဆအဆပြိုကွဲသွားပါတယ်
ယောမရဲ့အာဇာနည်စစ်သူကြီးစီဇာရဲ့လက်ယုံထစ်ထဲတဲ့အန်တိုနီဟာသူ့ရဲ့တာဝန်တွေကိုမေ့လျော့ပြီးသူ့အတွက်အချစ်ဟာစစ်ပွဲထပ်ပိုအရေးကြီးသွားပါတယ်။အန်တိုနီဟာသူ့ရဲ့စစ်သားတွေကိုပစ်ထားခဲ့ပြီးလွှီငယ်တစ်စင်းနဲ့ကလီယိုပထရာရဲ့တင်ဖော်နှုတ်ကိုအယူအမူလိုက်သွားခဲ့ပါတယ်။ဒါဟာသမိုင်းမှာအကြီးကျယ်ဆုံးသောစွန့်ခွာမှု desertion တစ်ခုပါပဲ။တင်မောပေါ်ရောက်တဲ့အခါအန်တိုနီဟာကလီယိုပထရာနဲ့စကားတခွန်းမှမပြောဘဲပဲပိုင်းမှာခေါင်းငိုက်ဆိုင်ချပြီး3ရက်တိုင်ထိုင်နေခဲ့ပါတယ်။သူဟာသူ့ကိုယ်သူအရှက်ရနေသလိုကလီယိုပထရာကိုလည်းဘာကြောင့်ထွက်ပြေးရတာလဲလို့မမေးရခဲ့ပါဘူး။ကလီယိုပထရာကဘာကြောင့်ထွက်ပြေးခဲ့တာလဲ။ကြောက်လို့လား။ဒါမှမဟုတ်အီဂျစ်ရဲ့ဘန်ဒါတွေကိုကာကွယ်ဖို့အတွက်လား။ဒါကတော့ဒီနေ့အထိပဟေလီပါပဲ။အန်တိုနီနဲ့ကလီယိုပထရာတို့ဟာအလက်ဇန်ဒရီယာကိုအရှုံးသမားတွေအထိပြန်ရောက်လာကြပါတယ်။ဒါပေမဲ့အော်တေဗီယန်ရဲ့ရေးတက်ကြီးကတော့သူတို့နောက်ကိုထက်ချက်မကွာလိုက်လာနေပါပြီ။သူတို့အတွက်လွတ်လန်းမရှိတော့ပါဘူး။အခုတော့ကလီယိုပထရာဟာသူ့ရဲ့နောက်ဆုံးထောက်ပေါက်အဖြစ်ဂူဘီမန်ကြီးတစ်ခုကိုတိစောက်ပါတော့တယ်။